Okay ဒီနေ့မှာကျွန်တော်တို့ look who's talking နဲ့ပတ်သက်ပြီးတော့လေ့လာကြည့်အောင်ပါဒါကိုဓာတ်ရိုက်ဘာသာပြန်လိုက်မယ်ဆိုရင် look ကြည့်ပါဦး who's talking ဘယ်သူပြောနေလဲပေါင်းပြီးတော့ဘာသာပြန်လိုက်မယ်ဆိုရင်ဘယ်သူပြောနေလဲကြည့်ပါဦးအဲ့လိုမျိုးအဓိပ္ပာယ်ရသွားတယ်ပေါ့နော်ဒါပေမဲ့ဒီအသုံးကိုတယောက်ယောက်ကကိုယ့်အပြစ်ကိုမမြင်ပဲတခြားတစ်ယောက်ကိုဝေဖန်ပြောတဲ့အခါမှာမင်းကိုဘာထူးလို့လဲဆိုပြီးတော့ပြန်ပြောတဲ့အခါသုံးပါတယ်ဥပမာ Sarah spends a huge amount of money on clothes Sarah spends a huge amount of money on clothes. Look who's talking. You buy something new to wear every week. Look who's talking. You buy something new to wear every week. နောက်ထပ်ဥပမာတစ်ခုကတော့ you need to get more exercise. You need to get more exercise. Look who's talking. Look who's talking. နောက်ဆုံးဥပမာတစ်ခုကတော့ you shouldn't smoke so much. You shouldn't smoke so much. Look who's talking. Look who's talking. Okay ဒီလောက်ဆိုရင်ဒီ look who's talking နဲ့ပတ်သက်ပြီးတော့အားလုံးနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုရင် comment မှာ yes လို့ရေးသွားပြပါကျွန်တော်ကတော့နိုင်မင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye